ကဲမိတ်ဆွေတို့ရေ live ထွန်းလို့မရလို့ကျွန်တော်ဒီမှာပို့လေးတင်ပေးလိုက်တယ်နော် live ထွန်းလို့မရလို့ကျွန်တော်ချွတ်အော်လေးပဲတင်ပေးလိုက်တယ်နော် live လွှင့်လို့မရဘူးခင်ဗျ line နေရမှာကောင်းတော့အဲ့တော့ကျွန်တော်တို့22ရက်5လ2025တောက်ကြနေမနေ့ညမှာတော့ကျွန်တော်တို့1116ဆိုတဲ့ကဏ္ဍ3ခွက်ကိုအားပြီးအောမယ်နော်နှစ်ခွန်ပရိတ်ကိုလိုက်မှာနော်ကျွန်တော်ရဲ့မိတ်ဆွေတွေနှစ်ပရိတ်ခွန်ပရိတ်ကိုလိုက်ရမှာကျွန်တော်ရဲ့မိတ်ဆွေတွေ1166ကိုအားပြီးတန်အောမယ်9နှစ်5ခွန်55နဲ့50ကိုမိန်အောမယ်ဒါကတောက်ကြနေမနေ့ပိုင်းနေမယ်နော်1166 5ခွန်5နှစ်5550ဒါဆိုကဏ္ဍ9ခွက်ခင်ဗျကျွန်တော်ရဲ့မိတ်ဆွေတွေနော်အပူက3ခွက်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအပူက3ခွက်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေဒါဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ခွန်ပရိတ်ကိုချုပ်မယ်နော်နှစ်ခွန်ပရိတ်ကိုနေကုန်ချုပ်ရမှာကျွန်တော်ရဲ့မိတ်ဆွေတွေဒါနှစ်ခွန်ပရိတ်ဒါကတနေကုန်သားမှာအဓိကကြတာနှစ်ခွန်ပရိတ်ကို1166နဲ့5ခွန်5နှစ်5550ပေါ့ဗျာနော်ဒီကဏ္ဍ9ခွက်ကိုတော့အဓိကထားပြီးထိုးမယ်နော်အဓိကထားပြီးထိုးမယ်နှစ်ပရိတ်ခွန်ပရိတ်ကိုချုပ်မယ်ကျွန်တော်ရဲ့မိတ်ဆွေတွေနှစ်ပရိတ်ခွန်ပရိတ်ကိုချုပ်မယ်ခင်ဗျကျွန်တော်ရဲ့မိတ်ဆွေများနော်နှစ်ပရိတ်ခွန်ပရိတ်ကိုမနဲ့ညချုပ်မယ်ဒါဆိုရင်ကျွန်တော်မိတ်ဆွေများကြီးဒါဆိုလို့ရင်ကျွန်တော်တို့လက်တလောချိန်မှာဖြစ်ပေါ်နေတဲ့ခဏန်းလေးကနေတိုက်တွေနဲ့ကိုက်နေတဲ့ခဏန်းကတော့ကျွန်တော်တို့နော်မနေ့ကတော့လည်းကျွန်တော် live ထဲမှာတင်ပြထားတယ်168ပရိတ်တဲ့နော်နေတိုက်ကလိုက်ကြနေတာ168ပရိတ်နဲ့916ကကီးတယ်ခင်ဗျ916ကကီးကို168ပရိတ်မဖြစ်မနေကြရမယ်ဆိုရင်ကျွန်တော်တို့က9နဲ့ပတ်သက်တော့935856တက်နဲ့ပတ်သက်တော့1ခွန်1နှစ်30 6နဲ့ပတ်သက်တော့6နှစ်6365တဲ့ဒီကဏ္ဍ6ခွက်ကလည်းနေကုန်မွေးရမယ်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေနော်ချစ်တို့အစင်ပြေသလိုဆိုအစင်ပြေတာဆိုတကယ်လို့များမနေ့ပိုင်းမှာနှစ်ခွန်ပရိတ်ကြလာရင်အချစ်တို့ကျင်းသေးတယ်နှစ်ပရိတ်ခွန်ပရိတ်ကိုလွှတ်လိုက်တော့ဗျာနော်မနေ့ပိုင်းတောက်ကြနေမနေ့ပိုင်း7နိုင်တမီးနေမှာနှစ်ခွန်ပရိတ်ကိုလို့ကြာလာလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီကဏ္ဍကိုလွှတ်လိုက်တော့နော်နှစ်ခွန်ပရိတ်ကိုလွှတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာကိုစက်မွေးရမလဲဆိုကျွန်တော်ရဲ့မိတ်ဆွေတွေက831ပရိတ်နဲ့916ဆိုတဲ့ကီး3လုံးကို831ပရိတ်ကဏ္ဍ6ခွက်ကိုစက်မွေးနော်မနေ့ပိုင်းမှာနှစ်ခွန်ပရိတ်နဲ့ကြာလာကဏ္ဍကြာရင်ညနေပိုင်းမှာအိုက်ကီး3လုံးနဲ့အိုက်ပရိတ်3မျိုးကကျင်းသေးတစ်မျိုးကြာမနေ့ကကျွန်တော်ကပရိတ်ကမိတယ်ဗျာကီးရဖောက်လို့ကျွန်တော်တို့မပေါက်တာနော်မနေ့ကကျွန်တော်933ပရိတ်ကိုဖမ်းပေးတာဒါဆိုရင်အချစ်တို့ဒီနေ့နေကုန်သားကကျွန်တော်တို့မနေ့ပိုင်းအဓိကကြတာနှစ်ပရိတ်ခွန်ပရိတ်ကိုလိုက်ရမှာ1166 5ခွန်နဲ့5နှစ်55နဲ့50ဒါကအဓိကထိုးရမယ်ခဏနော်တကယ်လို့များနှစ်ခွန်ပရိတ်ကိုမနေ့ပိုင်းမှာရိုက်သွားပြီဆိုကျွန်တော်ရဲ့မိတ်ဆွေများကျင်းသေးတယ်ညနေဘက်မှာထိုးရမှာက831ပရိတ်831ဆိုတဲ့ပရိတ်ကို916ကီးနဲ့တကွက်ကျင်းသေးထွက်ပေးလိမ့်မယ်ဗျာနော်ဒါကနေကုန်မွေးရမယ်ကဏ္ဍလေးပေါ့ဗျာဟုတ်ကဲ့အကိုအမကြီးကျိုင်းနှစ်သက်တဲ့လူတွေထိုးပါမကျိုင်းမနှစ်သက်တဲ့လူတွေကြော်သွားပါဗျာကျွန်တော် live လွှင့်လို့မရလို့နော်ပြနေနဲ့ live ကကျသွားလို့ကျွန်တော်ဟိုနေ line ကျသွားတာ line ကျသွားတော့ကျွန်တော်ဘလို့မှဆက်ပြလို့မရတော့ကျွန်တော်အခုပိုလေးပဲတင်ပေးလိုက်တယ်ဗျာကျွန်တော်မနေ့ဘက်ကျတော့လေကျွန်တော်ကမအားတော့ဗျာနော်အဲ့တော့အကိုအမကြီးအစင်ပြေတဲ့ဟာလေးကိုထိုးဒါကတော့နေကုန်မှာတစ်ချိန်ပေါက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျာနော်နှစ်ခွန်ပရိတ်ကိုတောက်ကြနေကုန်မှာမနဲ့ညချုပ်ပါခင်ဗျကျွန်တော်ရဲ့မိတ်ဆွေတွေ